တိုင်းတို့ဒီပွဲလေးကွာဒါအန်နီဘက်ကပါတာကြတော့ဒါ global minuto ပေါ့နော်ဒီပွဲမှာဆိုတာကျွန်တော် funny ပက်လိုက်တာကွာ funny ပက်လိုက်တော့ဒါအန်နီရဲ့ last pack က maximum ဖြစ်နေတဲ့အတွက်သူက brody ကိုပက်လိုက်တယ်ကွာအဲ့ဆိုတော့အန်နီဘက်ကဒါ brody နဲ့ minuto ဒါတွဲလုံးထွက်လာတာပေါ့နော်ဒါကိုဘက်ကဆိုလို့ရှိရင်လည်းရှောင်းနေအင်ဂျလာတွေဒါဆလီနာတွေဖြစ်တဲ့အတွက်ခေါင်းကတိတ်တိုးလို့မရဘူးကွာတပွဲလုံးမှာခေါင်းတိုးမှဆိုကျွန်တော်ပဲအရင်တိုးရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကွာပွဲစားတယ်နဲ့ကိုဘက်ကရှောင်းကဒါလိမ့်ကိုမြန်လေးကြော်ရှင်းပြီးတော့ enemy red ဘက်ကိုတွားနှောက်တာပေါ့နော်ဖြစ်ရှင်တော့ကွာ enemy ဘက်ကဘက်ကတွေအကုန်ကျလာတာကွာ၄កောင်နီးပါးကျလာတော့ဒါသူဖလကာသုံးပြီးပြေးတာတော့မလွတ်တော့ဘူးကွာအဲ့ဆိုတော့ကျွန်တော်ကလည်းမြေနန်းနဲ့ရှင်းရှင်းပြေးလိုက်ပြီးသွားတာပေါ့နော်ဒီနားမှာဆိုဒီကောင်တွေကဒါရပြီးတာတော့ပြန်မစိုးဘူးကွာအဲ့ဆိုကျွန်တော်လိုက်သွားတယ်ဒီနားမှာဆိုမီနူတော့နဲ့အဲတော့နှစ်ကောင်စလုံးကိုရလိုက်တဲ့အတွက်တော်တော်အဆင်ပြေသွားပြီကွာပွဲစားမှာတင်ပြီးရတဲ့ကျွန်တော်အချိန်မဆွဲတော့ဘောနော်ဂိုးလင်းကိုတန်းဆင်းတယ်ကွာ enemy ဘက်ကလည်းဂိုးလင်းကိုတန်းဆင်းလာတာပေါ့နော်ဒီနားမှာဆိုဒါစစ်မပွင့်သေးတဲ့ဒါကျွန်တော်ဂူဂျီကိုအရင်ပြေးပြီးကောက်လိုက်တယ်ကွာမီနူတော့ကိုကောက်မယ်ဆိုပြန်တော့ကိုမှလည်း energy မရှိတဲ့အတွက်ဒါမီနူတော့ကိုပြန်လှုပ်ပေးလိုက်ရတာပေါ့နော်ဒီနားမှာဆိုလို့ရှိရင်လည်းကွာဒါအန်နီဘက်ကဒါတာတဲယူနေကွာကိုဘက်ကဒါတာတဲ join မဲ့လူမရှိဘူးပေါ့နော်တိုင်းတို့ကျွန်တော်အစောတော့ပြောခဲ့သလိုပဲကွာဗဒယ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကိုရင်ခေါင်းတူရမယ်အနေထားပေါ့နော်ဒီဘက်မှာဆိုလဲအိုက်တိုင်းပဲကွာဒါကျွန်တော်ဘယ်ဗဒယ်ပဲဖြစ်ဖြစ်ကျွန်တော်အများအားအရင်ခေါင်းတူရတာပေါ့နော်ဒီနားမှာဆိုဒါရှောင်းနေရဲ့အထားပေါ့ကွာဒါတစ်ခါကမ်းပြီး record တစ်ခါပြတာတော့ဒါအပြစ်မမြင်တော့ပါဘူးဒါသူတို့မှလက်က auto အကျင့်ပါနေပြီကြောင်းလို့နော်ဒီမှာဆိုလို့ရှိရင်ကွာဒါကျွန်တော် lock ပေါ်တော့မပေါ်တော့ lock ပေါ်တော့မှဖြစ်တဲ့အတွက်ဒါကျွန်တော်အနေဘက်ကစပယ်သွားတောင်းကြည့်တာကွာဖြစ်ချင်တော့ဒါသူတို့အစတော့ဒါမီနူတော့နဲ့ဂူဂျီကနှစ်ကောင်နဲ့ရှိတာကွာဒါပေမဲ့သူတို့နှစ်ကောင်ကကိုယ့်အမြင်နေရတော့မတ်ပြတယ်လို့ဖြစ်တဲ့အတွက်သူတို့ဘက်ကအကုန်ကျလာတာကွာ၄ကောင်နီးပါးကျလာပေါ့နော်အဲ့၄ကောင်ကြားတဲ့မှာကျွန်တော် blue band နဲ့ဟာဘူးဆိုအရက်ကောက်လာခဲ့တယ်ကွာဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်ရရင်ကျွန်တော် lock တန်းယူလို့ရပြီပေါ့နော်ဒီနားမှာဆိုဒါသူတို့ဘက်ကဟာဘူးစာကျတာနဲ့ကျွန်တော် lock easy လေးပဲယူလိုက်အောင်ပဲကွာ lock ယူပြီးတာနဲ့ကျွန်တော်မှလည်း energy တွေကဒါအပြည့်ရှိသေးတဲ့အတွက်ဒါကျွန်တော်သွားပြီးတော့စမ်းကြည့်တာကွာဖြစ်ချင်တော့အဲ့ရှုံထဲမှာအဲ့ကောင်နဲ့၄ကောင်တော့ရှိတာပေါ့နော်ဒါပေမဲ့ကိုယ့်ကိုလည်းအင်ဂျလာဝင်ဘူးတဲ့အတွက်လက်မလျှော့ခဲ့ဘူးကွာကျွန်တော်ထပ်ပြီးခေါင်းတိုးတာပေါ့နော်ဒီနားမှာဆိုရင်ဗဒယ်ကိုလည်းကျွန်တော်အရင်စားဖွင့်ပေးတယ်ကွာဒီနားမှာဆိုဒါအဲ့ကောင်တွေအကုန်ကျသွားတာပေါ့နော်ဒီနားမှာဆိုဘရိုဒီရောအဲရိုရောဒါမီနိုတော့အကုန်ကျသွားတယ်ကွာပြီးတာနဲ့ဟိုးနောက်မှာရောင်နေတဲ့ဒါဟာဘူဇာကိုပါစလီနဲ့အဲရိုထိတဲ့အတွက်ဟာဘူဇာကိုပါပါဆယ်ရလာခဲ့တယ်ကွာဒီလုံးနဲ့တင်ဒါကျွန်တော်တာဝါတွေထွိုင်းနေတာပေါ့နော်ဖြစ်ချင်တော့ဒီနားမှာဆိုလို့ရှိရင်ဒါမီယာအရင်ပေးလိုက်ရတယ်ကွာဒါအင်ဂျလာပူးလိုက်တာဖီးတက်သွားတာကွာဒီကောင်ကသိတယ်မလားတကောင်နဲ့ခေါင်းတိုးပြီးဝင်ချသွားတာအဲ့ဆိုသူ့အရင်ဖြတ်တဲ့အတွက်ဒီလုံးနဲ့ကျွန်တော်တို့အင်းလို့မရဘူးကွာအဲ့ဆိုဟိုဘက်ကလည်းဒါအင်ဂျလာနဲ့စလီနာကိုအရလာကောက်တယ်ဆိုရင်မှဒါရှောင်းကဒါအလှလေးကန်ပြီးသွားတဲ့အတွက်ဟာဘူဇာကိုထပ်ရလိုက်တာပေါ့နော်သူတို့လည်းပြန်ပတ်သွားတယ်ကွာဒီကောင်လေးကဒီမှာဆိုအောက်လိန်ရှိပြီးတဲ့အတွက်အပေါ်ကိုတက်ရှင်းတာကွာနော်အပေါ်တက်ရှင်းတာကအရှိအမားထားပြီးဘရိုဒီကနောက်မှာဖြစ်နေတဲ့အတွက်ကျွန်တော်အရှင်တွေသွားကြည့်လိုက်တယ်ကွာဒါစပယ်သွားတောင်းကြည့်လိုက်တာပေါ့နော်ဒါအန်နီဘက်ကစပယ်ဒါပေးတဲ့ကောင်ပေးတဲ့အတွက်နောက်တစ်ခါထပ်ဝင်ပြီးတော့ဒါဘရိုဒီကိုကျွန်တော်အရကောက်လာခဲ့တယ်ကွာဒီမှာဆိုလို့ရှိရင်လောကနောက်တစ်ခါထပ်ပေါ်ပြီဆိုပြီးမှသူတို့ကတော့ဒါလောနောက်လုံးဝမလာတော့ဘူးကွာဘာဖြစ်လို့ဆိုတော့ farming အော် gear အော်ဒါဗဒယ်အော်ကျွန်တော်တာနေတဲ့အတွက်သူတို့လုံးဝစကက်သွားပြီပေါ့နော်ဒီနားမှာဆိုဒါလောအလဲတက်တဲ့အတွက်ကျွန်တော်အရင်ဒါစပယ်ကိုကြိုးပြီးတောင်းမိတယ်ကွာတိုင်းတို့ကျွန်တော်ဒါပွဲဆက်မှာပြောတာပေါ့နော်ဒါခေါင်းတို့ရင်ကျွန်တော်ပဲအရင်တိုးမယ်ဆိုပြီးတော့ဒီနားမှာဆိုဒါကျွန်တော်အရင်စပယ်တောင်းကြည့်တယ်ကွာဖြစ်ချင်တော့ရှောင်းကတန်းဝင်သွားတာပေါ့နော်ဝင်တော့ဒါကျွန်တော်တို့ဘာတခါတည်းဗဒယ်ဆက်ဆိုင်ကိုကြာပြီကွာဒီနားမှာဆိုဒါကျွန်တော်ဗဒယ်မနိုင်ဆိုရင်မဲ့အဲတော့တစ်ကောင်လောက်ပဲရခဲ့တာပေါ့နော်တာဝါတွေကလည်းအကုန်နီးပါးရရတယ်ကွာဒါသူတို့ဘက်ကဂေးတွေကလည်းဒါနှစ်ကောင်လောက်ပေးထားတဲ့အတွက်ကျွန်တော်တို့အချိန်ထပ်မဆွဲတော့ပေါ့နော်သွေးပြီးတာနဲ့ဒါရှင်းရှင်းဗဒယ်ထက်လာဆိုင်တာကွာဒီနားမှာဆိုလို့ရှိရင်ဒါကျွန်တော်ဘရိုဒီယိုရတာပေါ့နော်ပြီးတာနဲ့မီနိုတော့ဝိုင်းပြီးဖြတ်ပေးလိုက်တယ်ကွာဟာရာဘူဇာတကောင်နဲ့ကြံခဲ့တာပေါ့နော်အဲ့တကောင်နဲ့တာဝါလုံးဝတဖတ်မှုဆိုတာမဖြစ်နိုင်တော့ဘူးကွာအဲ့ဆိုတော့ကျွန်တော်တို့ကလည်းအချိန်မဆွဲဘဲနဲ့တာဝါအုံးကြီးရိုက်ပေးလိုက်တာပေါ့နော်တာကြီးတို့ပွဲလေးရောဒီလောက်ပဲကွာအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်နေနော် follow လုပ်ဖို့လည်းမမေ့နဲ့ဘူး